ဒီနေ့မမေကဘာလုပ်မလဲဆိုတော့ဒီဖွာလန်ကျဲနေတဲ့စပင်တွေကို protein treatment ပေါင်းမှာဖြစ်ပါတယ်။protein treatment ပေါင်းလိုက်လို့ရှိရင်မဲခုလက်ရှိဖွာနေတဲ့ဟာကျဲနေတဲ့ဟာကော့နေတဲ့ဟာတွေအကုန်လုံးဝတ်ပြီးတော့ဆင်းသွားမှာဖြစ်ပါတယ်။ပြီးတော့သူက treatment ဆိုတော့ဆန်တော့အားဖြစ်ပေးတယ်။နာလာတစ်ချိန်တလားတစ်ချိန်အဲ့လိုမျိုးလုပ်ပေးလို့ရပါတယ်။အခုကသူကပေါင်းထားတယ်ပေါ့နော်။လဲဆိုတော့ဘာလို့တာကိုခံတာလဲဆိုတော့သူ့ကိုကောင်းမှာပူရှိရလေအပူငွေ့တွေမထွက်အောင်ဆေးနေတင်ပူပြီးတော့ရအောင်ပေါ့နော်အဲအကြောင်းဒါလေးအုပ်ထားတာ Hello Hi so like Hello ပြီးပါပြီကဲကောင်းတယ် reset တာတယ်ဆန္ဒပျက်စီးအောင်လုံးဟိုကကာကွယ်ပေးရဆိုတာ